အမျိုးသမီးတယောက်ရဲ့ရှေ့မှာတရေတကောင်ရုတ်တရက်ပွာလာပြီးသူမကိုနှစ်ပိုင်းပြတ်အောင်ပိုင်းဖြတ်လိုက်ပါတယ်လီဆာကအဲ့ဒီမြင်ကွင်းတစ်ခုလုံးကိုမြင်တွေ့လိုက်ရပြီးထိတ်လန့်တုန်လှုပ်သွားပါတယ်သူမဟာတနစ်တီတီအိမ်ထဲမှာပဲအောင်းနေခဲ့ပါတယ်ကြောက်စိတ်ကြောင့်သူမဟာဖင်ဖလောကနေဝေးကွာနေခဲ့ရပါတယ်သူမရဲ့အမိကသူမဘေးမှာအမြင့်ရှိနေပြီးသူမပြန်လေကောင်းမွန်လာအောင်ဖြည်းဖြည်းချင်းကူညီပေးခဲ့ပါတယ်သူမရဲ့အမိကစေအတိတီပေးပြီးသူမကိုအိမ်ပြန်နာဖို့ပြောခဲ့ပါတယ်လီဆာဟာရည်ရွယ်ချက်မရှိဘဲလမ်းမတွေပေါ်မှာရှောက်သွားနေခဲ့ပါတယ်နောက်ဆုံးမှာတော့သူမဟာအဲ့ဒီတရေကိုမကြာခဏတွေ့ရလိရှိတဲ့တရားဘော်ကိုရောက်သွားခဲ့ပါတယ်သူမရဲ့မျက်နှာပေါ်ကိုအေးဆက်တဲ့လင်းကြီးလေးတစ်ခုဖြတ်တိုက်သွားပါတယ်သူမရဲ့နောက်ကနေစူးရှတဲ့အတန်တစ်ခုထွက်သွားလာပါတယ်။တရေကအဲ့ဒီနားမှာပဲရှိနေမှလီဆာထိလိုက်ပါတယ်။တရေကထပ်ပြီးတိုက်ခိုက်လိုက်တဲ့အတွက်သူမရဲ့ခန္ဓာကိုယ်ဟာနှစ်ပိုင်းပြတ်သွားပါတယ်။ဒီဖြစ်ရဲ့အကြောင်းရင်းကတော့ဆေးဝါးကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီတရေကအနီရောင်ကိုတုံ့ပြန်တာပဲဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့ဒီသတင်းဟာအကြောင်းတစ်ကြောင်းလောင်ကိုပြတ်နှံသွားပါတယ်။အကြောင်းတွေပဲတချို့ဆူဝေးပြီးဖြစ်ပျက်ထတာတွေကိုပြောဆိုနေကြပါတယ်။လူတိုင်းကအဲ့ဒီတရေအကြောင်းဆက်လန့်တွေကိုကြားပူကြပါတယ်။အကြောင်းမတစ်ယောက်ကထူးဆန်းတဲ့အချက်တစ်ခုကိုပြောပြလာပါတယ်။တရေရဲ့နာမည်ကိုခေါ်လိုက်ရင်ဘေးကင်းနိုင်တယ်ဆိုတဲ့အချက်ပါ။ဒါပေမဲ့ဒီအချက်ကတကယ်ဟုတ်မဟုတ်ဘယ်သူမှသက်သေမပြနိုင်ပါဘူး။သူတို့ရဲ့ဆွေးနွေးမှုတွေပြီးသွားတဲ့အခါအားလုံးအိမ်ပြန်သွားကြပါတယ်။အန်နာကတော့အစိတ်ကပန်းဖြီးဖို့ကအဲ့ဒီတရားစီကိုတယောက်ထဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနေရာကတော့အန်ဒီရဲ့ရှင်နေစေပါပဲ။သူမရဲ့နောက်ကနေအတန်းတွေပြန်ထွက်လာပြီးသူမအနာကိုကတ်လာပါတယ်။တရေကသူမရဲ့ချီရင်မှာပေါ်လာပါတယ်။သူမရဲ့အင်ဂျီကော်လာမှာတော့တောက်ပတဲ့အနီရောင်ဖဲဖျားလေးတစ်ခုရှိနေပါတယ်။ဒီတစ်ခေါက်မှာတော့တရေကရက်တန်သွားပြီးသူမကိုလွတ်ပေးလိုက်ပါတယ်။